ဒီကနေ30ထိတွတ်တွတ်လေးဆိုကြည့်အောင် ဒီကနေသတ္တုဒုဝတိကာအမလီမာ နမ် လီမာအနန္တုဒုလာပသပိလန်သပုလူ 30ကျော်သွားရင်ဗရာနဲ့သုံး လေကျော်ကဘလက်နဲ့တော့ ဘလက်နဲ့အဲ့ဒါ17ကိုခေါ်ရင်လည်း သပလက်ဒုဝပလက်တိကာပလက်အမဘလက်လီမာပလက်အနန္ဘလက်ဒုဒုပလက်လာပပလက်သပိလန်ပလက် ဟုတ်လားဘလက်ဆိုပြီးတော့လည်း S တန်လေးထည့်မယ်နော် plus 2 plus 3 plus S တန်လေးထည့်မယ်နော်ဟုတ်လားအဲ့ဒါထည့်တင်းကြထည့်မထည့်တင်းကြလည်းထည့်မယ်နော်အခုက30ကျော်ပြီဆိုရင်တော့ S တန်နဲ့သွားမယ် plus ဟုတ်ပြီနော် Okay အဲ့ဒါတော့30ကို10ကိုဘယ်လိုခေါ်မလဲပူလူ30ဆိုတော့ 30တော့သပုလူ စပူလူစာတုပူလို့မရဘူးနော်စပူလူ Okay အဲ့မှာ17 23 24 25 26 27 28 29 20နော်အဲ့ကြ10ပြီးတော့ရာကိုကြတော့ ယာဝတု ပြန်ပြောပါ ယာဝဝီတု ဟဲ့ရာ ရာတု S တန်ပါတယ် ရာတု ratus ရာတု ratus နော်ရှာနေနဲ့ခေါင်း ရာတု ရာ ရာ ရပါတယ်အဲ့ဒါဘာမှဖြစ်ပါဘူးနော်အနေချင်းတော့ဘာမှဖြစ်ဘူးနော်ရှာလေးနည်းနည်းသူတို့ကတော့လိတ်ပြီးတော့ဟုတ်လားတွန့်ပြီးတော့ပြောတာ ratus ရာတု ratus ရာတု နော်ရတယ်ဘာမှဖြစ်ဘူးပြောလို့ရတယ် Okay အဲ့မှာတရားစရာတု ရာတု နော်saturatus saratus saturatus နော်အဲ့တိုင်းလေးຢာပိုင်းကိုခေါ်ပါတယ်အဲຢာကနေတစ်ဆင့်ကဲဟိုနောက်တစ်ယောက်ကမှတော့ထောင်သွားရအောင် Okay